အားလုံးပဲမင်္ဂလာပါဗျကြော်ကြီးစစ်လက်ဖန်းချန်နဲ့မှတ်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့တဘာဝငှက်တိုက်အိမ်ထဲတန့်ရှင်းပုံနဲ့ငှက်ချီးကပူးမွားတွေကငှက်အိမ်ကိုမထိခိုက်အောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို share ရင်းလုပ်သွားပေးမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ကတော့ဂေါ်ပြားလေးနဲ့ငှက်ချီးလေးတွေကိုပြောင်းလဲအောင်ကျုံးနေပြငှက်ချီးလေးတွေကိုဒီလိုပြောင်းအောင်မကျုံးပေးရင်ငှက်အိမ်အတွက်ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကိုကျွန်တော်ရှင်းပြပေးပါမယ်ဒီဝါဆုံးငှက်တိုက်တွင်းမှာငှက်တွေနေထိုင်တဲ့အခါတဘာဝအတိုင်းငှက်ချီးတွေစုပေါင်းလာပါတယ်ဒီငှက်ချီးကိုသိပ္ပံဘာသာဖြင့် bird goner သို့မဟုတ် super goner လို့ခေါ်ကြပါတယ်။ goner ဆိုတာငှက်နဲ့လင်းတို့လိုတောင်ပန်ရှိသတ္တဝါတွေကထွက်တဲ့ချီးကိုစုပေါင်းခေါ်တဲ့အမည်ဖြစ်ပါတယ်ငှက်ချီးထဲမှာ nitrogen, phosphorus, potassium လို့တဘာဝဓာတ်များပါဝင်ပြီးဒါကြောင့်စိုက်ပျိုးရေးမှာ natural organic fertilizer ဖြစ်အသုံးများပါတယ်ဒါပေမဲ့မစီမံပဲထားလိုက်ရင်ငှက်ချီးပုတ်ပွားပြီးအမိုးနီးယားဟိုက်ဒရိုဂျင်ဆာဖိုက်မီသိန်းလိုဓာတ်ငွေ့တွေထွက်ပေါ်လာပါတယ်ဒီဓာတ်ငွေ့တွေဟာလူတွေအတွက်အသက်ရှူလမ်းကြောင်းကိုထိခိုက်စေနိုင်တယ်လို့မျက်လုံးနှာခေါင်းယားယံစေပါတယ်ဇီဝဆုံးငှက်တွေအတွက်လည်း stress ဖြစ်စေပြီးငှက်ဥပေါက်နှုံးကျော်နိုင်တယ်လို့တချို့အခါမှာတိုက်ကိုစွန့်ခွာသွားတာတော့ဖြစ်နိုင်ပါတယ်အဲ့ဒီအပြင်ငှက်တိုက်အတွင်းကတစ်သားနေရန်တွေကိုပုတ်စည်းပျက်စီးစေနိုင်ပါတယ်။ကိုယ့်ရဲ့ငှက်တိုက်အရည်သွေးပါကျသွားစေပါတယ်။စိုက်ပျိုးရေးမှာအရန်ထိရောက်တဲ့ organic fertilizer ဖြစ်လာပြီး chemical fertilizer အသုံးကိုလျှော့ချနိုင်ပါတယ်။ဒါကြောင့်နိုင်ငံတကာမှာ organic fertilizer companies နဲ့ organic farming groups တွေကကွာနောက်ကိုစနစ်တကျအသုံးပြုနေကြပါတယ်။ငှက်ချီးကနေထွက်ပေါ်လာနိုင်တဲ့ဓာတ်ငွေ့တွေပိုးမွှားတွေဟာငှက်တိုက်နဲ့လူတွေအတွက်ပါအန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်ငှက်နဲ့ငှက်တိုက်ကိုမထိခိုက်စေဘဲထိန်းချုပ်နိုင်တဲ့တဘာဝ organic ပိုးသက်ဆေးများကိုအသုံးပြုဖို့အရေးကြီးပါတယ်။ယခုမြင်တွေ့နေရတဲ့ပုံနှစ်ပုံကတော့ကျွန်တော်ကိုယ်တိုင်ဖော်ဆက်ထုတ်လုပ်ထားတဲ့တဘာဝပိုးသက်ဆေးများဖြစ်ပါတယ်။ဘယ်ဘက်ကအဝါရောင်ပုံလေးကတော့ငှက်တိုက်ခန်းတွင်းရှိအင်းဆက်ပိုးမွှားများကိုနှိမ်နင်းဖို့အသုံးပြုရတာဖြစ်ပြီးအောက်ကျန်းခင်းမှ3ပေကွာနဲ့ပဖြန်းအသုံးပြုပေးနိုင်ပါတယ်။ညာဘက်ကအစိမ်းရောင်ပုံလေးကတော့ငှက်တိုက်တွင်းရှိတစ်သားပေါင်နှမ်းများကိုတန့်ရှင်းပိုးသက်ရန်အသုံးပြုရတဲ့တဘာဝပိုးသက်ဆေးဖြစ်ပါတယ်။တစ်သားပေါင်နှမ်းမှာတပေအကွာကနေပဖြန်းပေးရမှာဖြစ်ပါတယ်။စကားမဆက်ငှက်တိုက်အိမ်ပုံမအထွက်တိုးဖို့နှင့်ဆေးအာနီးတင်ပုံမထိရောက်ဖို့အတွက်တဘာဝ organic ပိုးသက်ဆေးရည်ကိုငှက်အိမ်ငှက်ချီးများရကြုံပြီးမှသာအသုံးပြုဖို့တိုက်တွန်းပါတယ်။မှာယူလိုပါကဖုန်းနံပါတ်ကိုအောက်မှာဖော်ပြထားပါတယ်။အသုံးဝင်နေထင်ရင် subscribe လေးလုပ်ပြီး support ပေးသွားကြပါအောင်နော်။